ဆရာဝန်ပဲဖြစ်ဖြစ်ရှင်းနေပဲဖြစ်ဖြစ်အင်ဂျင်နီယာပဲဖြစ်ဖြစ်တခုလုံးဆရာမပဲဖြစ်ဖြစ်ပေါ့ဒီဆရာဝန်ဆိုလဲဆရာဝန်ပညာနောက်မှာအင်ဂျင်နီယာဆိုအင်ဂျင်နီယာနောက်ပညာနောက်မှာဆရာမဆိုလဲစာသင်တဲ့ပညာနောက်မှာထားအဓိကတော့ကဆရာမရဲ့လို့ဖြစ်သွားပြီဆိုလို့ရှိရင်ဒီကကိုယ့် professional နဲ့သက်ဆိုင်တဲ့စိတ်အဲ့ဒီစိတ်ကအရေးကြီးတာပေါ့အခု intro ဖြည့်တဲ့ထဲမှာသူကလည်းသူအမှတ်ကလေးတွေကတယောက်နဲ့တယောက်မတိမ်မရိပ်ပဲပေါ့မတိမ်မပဲဆရာတို့ကရှေ့လျှောက်ပြီးတော့ဆရာမတွေကိုနောက်ခေါင်းဆောင်သူဖြစ်သွားမလို့ခေါင်းဆောင်ဆိုတာဒီမှာကိုပြောတာမဟုတ်ကိုယ့်ဘဝမှာကိုယ့်ရဲ့လုပ်ငန်းတွေမှာခေါင်းဆောင်သူဖြစ်သွားမလို့ဆိုတာဒီအမှတ်ပေါ်မှာဆုံးဖြတ်တာလည်းမဟုတ်ဘူးဒီလုပ်ငန်းကျွမ်းကျင်မှုပေါ်မှာဆုံးဖြတ်တာလည်းမဟုတ်ဘူးငွေကြေးချမ်းသာခြင်းစီးရဲခြင်းပေါ်မှာဆုံးဖြတ်တာလည်းမဟုတ်ဘူးဆုံးဖြတ်တာပေါ်မှာပဲဆုံးဖြတ်တာလို့ဆိုတော့စောင်းကဆရာပြောတဲ့စိတ်ပေါ်မှာပဲဆုံးဖြတ်တာအဲ့ဒီစိတ်ကခိုင်မာနေမယ်ဆိုလို့ရှိရင်သူကသူ့ရဲ့ professional မှာအဆင်ပြေမှာပဲဆရာအနေနဲ့အောင်မြင်တဲ့ကောင်းမှုမဲ့လို့ပြောလို့ပေါ့အဆင်ပြေသွားမှာပဲအဓိကအဲ့ဒီစိတ်ကမခိုင်မာဘူးရီမှန်းချက်ကမတည်ကြဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့ professional မှာလည်းအဆင်မပြေသလိုရီမှန်းချက်တည်တည်ချာချာရှိမထားဘူးဆိုလို့ရှိရင်ကိုယ့်ဘဝလမ်းကြောင်းကဘယ်လိုမျိုးရှောက်အောင်မှမသိဘူးပေါ့